ဒီလမ်းဘေးခွေးလေးဟာအစာမစားရတာရက်တော်တော်ကြာနေပါပြီစစ်သားတယောက်သူ့ဘေးကနေချက်သွားတဲ့အခါခွေးလေးကိုဘီစကစ်မုတ်တစ်ချက်ကျွေးခဲ့ပါတယ်ခွေးလေးကလည်းငမ်းမရစားပြီးတဲ့နောက်အဲ့ဒီစစ်သားနောက်ကိုစစ်စခန်းအထိတကောက်ကောက်လိုက်လာခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲစစ်ဗိုလ်တယောက်ကခွေးလေးကိုတွေ့သွားပြီးဒေါသရကြီးအော်ဟစ်ပါတော့တယ် This is an army base, not a petting zoo. Whose dog is this? Yes, he's my dog, Colonel, sir. အားလုံးအံ့ဩသွားရတာကခွေးလေးဟာစစ်သားရဲ့လှုပ်ရှားမှုအတိုင်းလိုက်လုပ်ပြတာပါပဲသူဟာစစ်သားတယောက်လိုပဲတီတီတန့်တန့်နဲ့အလေးပြုပြလိုက်ပါတယ်စစ်ဗိုလ်ကြီးဟာခွေးလေးကိုမောင်းထုတ်ဖို့ရည်ရွယ်ထားပေမဲ့ခွေးလေးရဲ့ဗနက်မှုနဲ့ချစ်စရာကောင်းတဲ့ပြုတ်မှုလေးကြောင့်ဒေါသတွေပြောက်ပြီးသဘောကျရေမောသွားပါတော့တယ်ဗိုလ်မှူးကြီးဟာချွင်းချက်အနေနဲ့ခွေးလေးကိုစခန်းမှာဆက်နေခွင့်ပြုခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးခွေးလေးဟာစစ်သားတွေနဲ့အတူနေ့တိုင်းလေ့ကျင့်ခန်းဆင်းပါတော့တယ်သူဟာစစ်ကြောင်းချီတာတွေကိုတည်ယူနိုင်ရုံနဲ့မကပဲစူးကြိုတာအစည်းတွေကိုလည်း9မိနစ်အတွင်းမှာအလွယ်တကူဖြစ်ကျော်နိုင်ခဲ့ပါတယ်တနက်ဖြစ်တန်တွေကိုလည်းလုံးဝမကြောက်တဲ့အတွက်တမှုကိုယ်တိုင်ကတော့ခွေးလေးရဲ့ရဲရဲမှုကိုမကြည့်ကျူးပဲမနေနိုင်ဖြစ်ခဲ့ရပါတယ် Well done, soldier. Thank you, Sergeant. Not you. I was talking to the dog. ရှေ့ရဲစနစ်နာမှာအခြေအနေတွေတင်းမာလာတဲ့အခါစစ်သားလေးဟာခွေးလေးကိုစိတ်မကောင်းစွာနဲ့နှုတ်ဆက်ပြီးထွက်ခွာခဲ့ပါတယ်။ဒါပေမဲ့စစ်သားလေးရထားပေါ်တက်သွားတဲ့အခါခွေးလေးဟာရထားနောက်ကိုအစွမ်းကုန်အားနဲ့လိုက်ပြေးပါတော့တယ်။နောက်ဆုံးမှာတော့သူဟာအရှိန်နဲ့မောင်းနေနေတဲ့ရထားပေါ်ကိုအောင်မြင်စွာတက်နိုင်ခဲ့ပြီးစစ်သားလေးနဲ့အတူရှေ့ရဲစနစ်နာအထိလိုက်ပါသွားခဲ့ပါတယ်။တာဝန်တစ်ခုခန်းဆောင်နေတော့မှရန်သူတွေကအစိမ့်ငွေနဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေတာကိုသူတို့သတိထားမိလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရန်သူတွေကလည်းသူတို့ကိုပြန်တွေ့သွားခဲ့ပါတယ်။အရေးကြီးရဲ့အခိုက်အတန့်မှာခွေးလေးဟာစစ်သားလေးရဲ့အသက်ကိုကယ်တင်ဖို့အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ရန်သူတွေကအရင်မျက်နှာအနှံ့ကနေဝိုင်းလာတဲ့အတွက်စစ်သားလေးဟာအစိမ့်ငွေကမျက်နှာဖုံးကိုထုတ်လိုက်ပြီးရင်းစကားပါဖို့အတွက်ခွေးလေးကိုစခန်းစီပြန်ပြေးခိုင်းပါတော့တယ်။အဲ့ဒီအချိန်မှာပဲအစိမ့်ငွေတွေဟာလေထဲမှာတဖြည်းဖြည်းပြန့်နှံ့လာပါပြီးခွေးလေးဟာဗိုလ်မှူးကြီးစီကိုပြေးသွားပြီးအချက်ပေးဟောင်ကအစိမ့်ငွေကမျက်နှာဖုံးတွေတက်ဖို့တတိပေးခဲ့ပါတယ်။ဗိုလ်မှူးကြီးလည်းအရေးပေါ်အချက်ပေးခေါင်းလောင်းကိုချက်ချင်းတီးပြီးစစ်သားအားလုံးကိုတတိပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ခွေးလေးဟာအနီးနားကရွာထဲကိုထပ်ပြေးပြီးကောင်းကင်ကိုကြည့်ကအဆက်မပြတ်ဟောင်ပါတော့တယ်။ရွာသားတွေဟာခွေးလေးရဲ့အချက်ပေးမှုကိုချက်ချင်းနားလည်သွားကြပါတယ်။သူတို့တွေဟာအစိမ့်ငွေကမျက်နှာဖုံးတွေတက်ဆင်ကြသလိုတကားနဲ့သတင်းပေါက်တွေကိုလည်းအငြင်းပိတ်လိုက်ကြပါတယ်။ဒါပေမဲ့အစိမ့်ငွေတွေနီးကပ်လာတဲ့အချိန်မှာခွေးလေးမှာတော့တက်စရာနေနှဖုံးမရှိခဲ့ပါဘူး။အဲ့ဒီအချိန်မှာစစ်သားတယောက်ကစိုးစွနေတဲ့တာဝါတစ်ခုကိုအသုံးပြုပြီးခွေးလေးအတွက်ရိုးရှင်းတဲ့အစိမ့်ငွေကမျက်နှာဖုံးလေးတစ်ခုလုပ်ပေးခဲ့ပါတယ်။အစိမ့်ငွေတွေကင်းစင်သွားတဲ့အခါမှာတော့လူတိုင်းဟာဘေးကင်းစွာလွတ်မြောက်နိုင်ခဲ့ပါတယ်။ရွာသားတွေဟာခွေးလေးကိုကျေးဇူးတင်တဲ့အနေနဲ့ဝိယုံလေးတစ်ခုထုတ်ပေးခဲ့ပြီးဗိုလ်မှူးကြီးကလည်းခွေးလေးအတွက်အန်တိုက်ဖြစ်မဲ့အစိမ့်ငွေကမျက်နှာဖုံးလေးတစ်ခုလုပ်ပေးခဲ့ပါတယ်။မိခိုးတွေဖုံးလွှမ်းနေတဲ့စစ်မြေပြင်မှာခွေးလေးဟာပျက်စီးယိုယွင်းနေတဲ့ကြားကနေဒဏ်ရာရနေတဲ့စစ်သားတွေကိုတယောက်တည်းလိုက်လံရှာဖွေပေးလေးရှိပါတယ်။ရန်သူတွေမမြင်အောင်မိခိုးပုံးတွေကိုအကာအကွယ်ယူပြီးဒဏ်ရာရစစ်သားတွေကိုဘေးကင်းရာစီဆွဲထုတ်ခဲ့တင်ခဲ့တာကြောင့်စစ်သားအများပြားဟာခွေးလေးကြောင့်အသက်ရှင်ခဲ့ရပါတယ်။ဒါပေမဲ့တနေ့မှာတော့လက်ပစ်ပုံးတစ်လုံးဟာသူတို့ရှိနေတဲ့ကရုတ်ချင်းလေးကိုရုတ်တရက်ကျလာပါတော့တယ်။ဘာကူမှလုံးစုံမနေပဲခွေးလေးဟာအဲ့ဒီလက်ပစ်ပုံးကိုပါဇက်နဲ့ကိုက်ပြီးအကျင်းကိုအတင်းပြေးထွက်သွားခဲ့ပါတယ်။ပြင်းထန်တဲ့ပောက်ကွဲတံကြီးတစ်ခုထွက်ပေါ်လာပါတယ်။ခွေးလေးဟာဒဏ်ရာပြင်းထန်ရသွားခဲ့ပြီးကုသမှုခံယူဖို့အတွက်နောက်တန်းစစ်စခန်းစီကိုအမြန်ဆုံးပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ခွေးလေးဟာဒဏ်ရာတွေအပြည့်အဝပြန်ကောင်းသွားပြီးတဲ့နောက်မှာတော့စစ်မြေပြင်စီကိုနောက်တစ်ကြိမ်ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ဒီတစ်ခေါက်မှာတော့သူဟာအရင်ကထပ်ပူပြီးတော့ထပ်မြက်လာခဲ့ပါတယ်။သူ့ရဲ့ထူးခဲ့တဲ့အနက်ခံအာယုံကိုအသုံးပြုပြီးထူးခြားတဲ့အနက်တစ်ခုကိုစုံစမ်းမိခဲ့ပါတယ်။အဲ့ဒီအနက်နောက်ကိုလိုက်သွားရင်းနဲ့နောက်ဆုံးမှာတော့စခန်းထဲကိုခိုးဝင်လာတဲ့ရန်သူတူရှိုတယောက်ကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါတယ်။ခွေးလေးရဲ့ရဲစွမ်းတတိကိုဂုဏ်ပြုရဲ့အနေနဲ့စစ်တပ်ကနေသူ့ကိုတက်ကြက်ရာလူတရဝင်အနှင်းခဲ့ပါတယ်။အချိန်ကလမ်းဘေးကလေးလွင့်ခွေးလေးဘဝကနေအခုတော့တက်စခန်းလုံးကလေးစားရတဲ့ဒဏ္ဍာရီလာသူရဲကောင်းတစ်ကောင်ဖြစ်သွားခဲ့ပါပြီ။ဒါဟာဖြစ်ရမှန်ဇလန်းလေးတစ်ပုဒ်ပါချစ်စရာကောင်းပြီးရဲရင်နဲ့ဒီခွေးလေးကိုတင်ရောသဘောကျရဲ့လားခင်ဗျာ။